ကောင်မလေးကဆပင်စီးတဲ့ဂျိုလေးကိုဖြုတ်ပြီးတန်ညရတဲ့သူကိုစီးပေးလိုက်တာပေါ့လေဒါပေမဲ့သူမသိလိုက်တာကအဲ့ဒီလူကမာဖီးယားကောင်းဆောင်ကြီးဆိုတာပဲသူကအဲ့ဒီကောင်မလေးကိုတခါမင်ယုံနဲ့ကိုချက်ပြီးဆွဲသွားတာနောက်နေ့ကျတော့ကောင်မလေးအိမ်ရှိမှာဇင်းခံကားတဲ့တန်းစီးပြီးရလာကြတယ်သူ့အဖေကအဲ့ဒီလူဘသူလဲဆိုတာချက်ချင်းပဲသိလိုက်တယ်အဲ့ဒီလူကကောင်မလေးကိုလက်ထပ်ဖို့လာတာပါလို့ပြောတယ်သူ့အဖေကချက်ချင်းပဲငင်းချလိုက်တယ်အဲ့ဒီလူနဲ့လုံးဝကိုပတ်သက်ခြင်းစိတ်မရှိဘူးလေအဲ့ဒီလူကခမည်းရဲ့သဘောထားကိုလာတောင်းနေတာမဟုတ်ဘူးလို့ပြောလိုက်တယ်ပတ်ဝန်းကျင်ကလူတွေကပိုပြီးဝိုင်းကြည့်လာတော့အဖေဖြစ်သူကမတတ်တာလို့အဲ့ဒီလူကိုအိမ်ထဲခေါ်သွင်းလိုက်ရတယ်ကောင်မလေးကအရင်နေ့ကသူ့ကိုကယ်ခဲ့မိတာကိုနောင်တရမိတယ်သူကကျမမှာစစ်ဆက်ထားတဲ့သူရှိပြီးသားပါလို့အဲ့ဒီလူကိုပြောလိုက်တယ်အဲ့ဒီလူကသူ့မဲစေကိုကင်ပြီးစစ်ဆက်တာဖြတ်လို့ရတယ်စစ်ဆက်ထားတဲ့သူလည်းပျောက်သွားလို့ရတယ်မင်းကငါတယောက်တည်းပိုင်ဆိုင်ရမှာလို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲကောင်မလေးရဲ့စစ်ဆက်ထားတဲ့သူကဝင်လာတယ်သူကကိုယ့်ရဲ့ညီကိုအဖေသူအမေခွဲဖြစ်နေတာတွေ့တော့အဲ့ဒီလူတော်တော်လေးအံ့တော်သွားတယ်အဲ့ဒီလူကညီကိုဖြစ်သူကိုဒီကောင်မလေးကအခုကစပြီးမင်းမပဲလို့ပြောလိုက်တယ်အဲ့ဒီလူထွက်သွားတော့အဖေဖြစ်သူကသမီးကိုအမြန်ဆုံးလက်ထပ်ဖို့ပြောတယ်ညီကိုဖြစ်သူကလည်းပဲမင်္ဂလာပွဲကစတင်ပြင်ဆင်သွားတာပေါ့သူအပြင်ကိုခြေချလိုက်ကနေကောင်မလေးရဲ့ခွေးကသူ့ကိုဒေါသတကြီးနဲ့ဟောင်းတယ်ညီကိုဖြစ်သူရဲ့မျက်နှာထားကကြမ်းတမ်းသွားတယ်နောက်နေ့ကျတော့သူ့ခွေးသေးပြီးဆွေးတဲ့တင်းကိုကောင်မလေးကြားလိုက်ရတယ်ဒါကိုအဲ့ဒီလူလုတ်တာပဲလို့သူထင်လိုက်တယ်အဲ့ဒီလူကဘလို့ပဲရှင်းပြကောင်မလေးကလုံးဝမယုံတော့ဘူးအဲ့ဒီလူကလည်းကောင်မလေးကိုအသိအကျပွေပြီးခေါ်သွားတော့တာပဲ